လုံးမင်္ဂလာပါ channel လေးနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဘိုင်မာမောင်မစ်စေတို့ကလူအများကြီးနဲ့ပြောထားတဲ့ conversation တွေထက်ကတခုကိုမစ်စေတို့ကတခြားသူတွေမမြင်စေချင်ဘူးမသိစေချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဖွဲ့လို့လည်းရတယ်ပြီးလို့ရှိရင်ဖွဲ့ပြီးတော့ကျွန်တော်ပြန်ဖော်လို့လည်းရတယ်ပေါ့နော်အဲ့လေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာမစ်စေတို့ကိုပြအောင်ပြပြပေးသွားမှာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးကြပါဦးဝက်စတော့ YouTube ထဲကိုရောက်လို့ရှိရင် search bar မှာ unlimited sharing ဆိုတာလေးကိုရှာပြီးတော့ subscribe button လေးတွေ့လို့ရှိရင် subscribe button လေးကိုတစ်ချက်နှိပ်ပြီးတော့အားပေးနိုင်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဗီဒီယိုအသေးတစ်တဲ့ကိုအမြတ်သိရှိဖို့အတွက် notification လေးနေရာမှာကျွန်တော်တို့ on ကိုယူပေးခြင်းအဖြစ်လဲကျွန်တော်ဗီဒီယိုအသေးတစ်တဲ့ကိုမိတ်ဆွေတို့သိရမှာဖြစ်ပါတယ်တော့ကျွန်တော်ဘိုင်မာတဲ့တစ်ချက်ဝင်လိုက်မယ်ပေါ့နော်အဲဆိုတော့ထဲကိုရောက်လို့ရှိရင်မိတ်ဆွေတို့မှာပြောထားတဲ့ conversation တွေ message တွေအများရှိတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ဖွက်ထားခြင်းတဲ့ conversation တစ်ခုကိုမိတ်ဆွေတို့ကဖိထားပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီအလေးကိုဖိထားမှာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာလေးမှာဘာကိုနှိပ်ရမလဲဆိုတော့ကျွန်တော်တို့ height မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ height check ဆိုတဲ့ဟာလေးကိုကျွန်တော်ရွေးပေးရမှာဖြစ်ပါတယ်အဲ့တော့ height check ကိုရောက်ပြီဆိုလို့ရှိရင်ဒီနေရာလေးမှာကျွန်တော်ကတော့ပင်နာဘတ်လေးလို့ပေးရမှာဖြစ်တယ်ပေါ့နော်ပင်နာဘတ်လေးလို့ကိုမိတ်ဆွေတို့ကတင်းနှစ်သုံးလေးကိုတော့အလွယ်မထားကြနဲ့ပေါ့နော်တင်းနှစ်သုံးလေးကတော့လူတိုင်းသိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ2 4 8 6ဆိုတဲ့ဟာလေးကိုကျွန်တော်ထပ်ထည့်ပေးပါဖြစ်ပါတယ်အဲတော့ကျွန်တော်2 4 8 6ကိုထပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာလေးမှာပေါ့နော်ဒီမှာတော့ကျွန်တော်အရင်စမ်းထားတာဖြစ်တဲ့အတွက်တစ်ခါပဲရတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ပင်နံပါတ်ထားတဲ့နေရာမှာသူကတော့ confirm ပင်နံပါတ်ဆိုတော့နောက်တစ်ခါထားခိုင်းမှာဖြစ်ပါတယ်အဲတော့ကျွန်တော်ကတော့ဒီစာလေးကိုကျွန်တော်ပြန်ဖော်ချင်လို့ရှိရင်ဘယ်ဟာလေးကိုတော့နှိပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာစဆိုတဲ့ဟာလေးကိုနှိပ်ရမှာဖြစ်ပါတယ်မိတ်ဆွေတို့ကျွန်တော်ကြိုတစ်ခုပြောနေတာကတော့ပင်နံပါတ်လေးကိုမှတ်ထားပေးပါပေါ့နော်ပင်နံပါတ်လေးကမေ့သွားပြီဆိုလို့ရှိရင်မိတ်ဆွေတို့ကအကောက်ကိုပြန်ဖော်တဲ့အခါကြလို့ရှိရင်လည်းကျွန်တော်တို့ကပင်နံပါတ်မသိတဲ့အတွက်ထဲမှာချက်ထားတဲ့ conversation တွေအကုန်လုံးကပြတ်သွားမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပင်နံပါတ်သိတဲ့အတွက် conversation တွေကမပြည့်ဘဲနဲ့အရင်တိုင်းပြန်ရမယ်ပေါ့နော်အဲတော့ကျွန်တော်တို့အပေါ်ဆုံးနှိပ်ပြီးတော့ဒီနေရာလေးမှာကျွန်တော်ကခုနကကျွန်တော်ပင်နံပါတ်လေးကိုရက်ထည့်ပေးမှာဖြစ်ပါတယ်ကျွန်တော်2 4 8 6ဆိုတဲ့ဟာလေးကိုရက်ထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော်ဖွက်ထားတဲ့ conversation ကိုကျွန်တော်တွေ့ပြီဆိုလို့ရှိရင်ဒီကနေပြီးတော့လဲမိတ်ဆွေတို့က height check ကိုမဖြုတ်ဘဲနဲ့လဲဒီကနေပြီးတော့ပြောလို့ရတယ်ပေါ့နော်ကျွန်တော် height လို့ပြန်ဖော်ချင်လို့ရှိရင်ဒီနေရာလေးမှာ height check ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပြီးလို့ရှိရင်ပင်နာပတ်လေးလို့ကိုပေးလိုက်လို့ရှိရင်ဒီမှာကျွန်တော်တို့ရပြီဖြစ်ပါတယ်ပေါ့နော်အဲဒီတော့ကျွန်တော်တို့ကဒီနေရာလေးမှာသူကခုနချက်ထားတဲ့ဟာလေးကအပြင်ကိုရောက်လာတယ်ပေါ့နော်ကျွန်တော်တို့ကတကယ်လို့ password မသိတော့ဘူးခုနပင်နာပတ်လေးလို့မသိတော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်နေရာနေပြီးတော့ကျွန်တော်တို့သွားဖြည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာအောက်ဆုံးမှာကျွန်တော်တို့မောဆိုတဲ့ဟာလေးကိုရွေးပါရွေးပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာအပေါ်နည်းနည်းဆွဲပြီးတော့ကျွန်တော်ဒီနေရာလေးမှာ setting ဆိုတာလေးကိုရှိရပေါ့နော်အဲ setting ဆိုတာလေးကိုကျွန်တော်နှိပ်ပေးရမှာဖြစ်ပါတယ် setting ဆိုတာလေးကိုနှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာပါနှိပ်မလဲဆိုတော့ကျွန်တော် privacy ဆိုတာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ် privacy နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်အပေါ်နည်းနည်းဆွဲမယ်ပေါ်နည်းနည်းဆွဲပြီးတော့ဒီနေရာလေးမှာပေါ့နော် height check ဆိုတာလေးရှိတယ်ကျွန်တော်တို့ height check ဆိုတာလေးကိုကျွန်တော်ဒီနေရာလေးမှာရွေးပေးမယ်ဆိုလို့ရှိရင်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီနေရာလေးမှာ change pin ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုလည်းကျွန်တော်တို့ချိန်လို့ရတယ်ကျွန်တော်တို့ခုနကပင်နာဘတ်လေးလို့ထားတဲ့ဟာကတော့ဘဒူကိုပဲ height ဒီပင်နာဘတ်လေးလို့ပဲအသုံးပြုရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့မသိလို့ရှိရင်ပင်နာဘတ်ကိုကျွန်တော်တို့ reset ချမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာပင်နာဘတ်ကိုကျွန်တော်တို့ reset pin ဆိုတာလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်မစ်စစ်တို့ရဲ့ပင်နာဘတ်ကကျက်သွားပြီဖြစ်ပါတယ်အဲဒါတော့ပင်နာဘတ်လည်းမရှိတော့ဘူးပေါ့နော်height check ကိုဖြုတ်ထားတဲ့အတွက်ဒီမှာစာတွေမပြတ်တာဖြစ်ပါတယ်တကယ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ကစာတွေပြတ်သွားမှာဖြစ်ပါတယ်အဲတော့ဒီဗီဒီယိုလေးမှာမစ်စစ်တို့ကအကြောင်းတစ်ခုခုသိရတယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ comment အောက်မှာ okay လို့ရေးတော့ပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နေကြပါစေဘိုင်ဘိုင်